ဒီနေ့မြန်မာနိုင်ငံ၏လူထုကောင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အားစစ်ကောင်စီကချက်ချင်းပြန်လွှတ်ပြီးတော့မီဆိုသည့်သတင်းများအွန်လိုင်းလူမှုကွန်ရက်နှင့်ပြည်သူများကြားအယုဒ္ဓယအရှိန်အဟုန်ပြင်းစွာထွက်ပေါ်ပြန့်နှံ့လာခဲ့သည့်သတင်းများ၏ထုတ်ဖော်ပြောဆိုချက်များအရနိုင်ငံတကာ၏အမြင့်ဆုံးတန်တမန်ရေးရာဖြစ်အားများအိန္ဒိချင်းနိုင်ငံများ၏ကြားဝင်ညှိနှိုင်းမှုများနှင့်အတူမြန်မာနိုင်ငံအတွင်းဖြစ်ပေါ်နေသောနိုင်ငံရေးအချက်အခဲများကိုပြည်လဲစေရန်အတွက်စစ်ကောင်စီဘက်ကဒေါ်အောင်ဆန်းစုကြည်အားထိန်းသိမ်းထားရမှာပြအလဲလွမြောက်စေတော့မီဟုဆိုသည်ထို့ပြင်နေပြည်တော်ရှိတာဝန်ရှိသူအချို့နှင့်နှိစက်သည့်အတိုင်းဝိုင်းများ၏အဆိုအရခင်းအားဘေးကင်းလုံခြုံသည့်တည်တံ့နေရာတစ်ခုသို့ပြောင်းရွှေ့ပေးရန်သို့မဟုတ်လွတ်ငင်းခွင့်ဖြင့်ပြန်လဲလွတ်ပေးရန်ရုံးပိုင်းဆိုင်ရာအစီအစဉ်များလှုပ်ဆောင်နေပြီဆိုသည့်အချက်လက်များပါထွက်ပေါ်လာခဲ့ခြင်းဖြစ်သည့်အဆိုပါဒီနေ့တော်စုပြန်လွတ်မီဆိုသည့်သတင်းများကြောင့်ပြည်တွင်းပြည်ပရှိပြည်သူလူထုတရက်လုံးအကြာကြီးမားသောမျှော်လင့်ချက်များရင်ခုန်လှုပ်ရှားမှုများနှင့်အတူအာယုံဆိုင်မှုအထုပ်ခိတ်သို့ရောက်ရှိသွားခဲ့သည့်သို့တော်လည်းအဆိုပါဖြစ်စဉ်သည်လက်တွေ့မြေပြင်တွင်အမှန်တကယ်ပေါ်ပေါက်လာမည့်တမိုင်းဝင်အကွေပြောင်းဟုတ်မဟုတ်သို့မဟုတ်တန်တမန်ရင်းနှင့်သတင်းချက်လက်အယူတစ်ခုများတာဖြစ်မည်လားဆိုသည်ဘူးသတင်းလေးလာသူများနှင့်ပြည်သူအများကအနီးကပ်မျက်ခြေမပြတ်ဆက်လက်စောင့်ကြည့်လျက်ရှိကြသည်ဒီကနေ့မနက်ခင်းပိုင်းအစီအစဉ်မှာတော့ရေကြီးတိုက်ပွဲမှာအာရခတပ်တော် AA ရဲ့အင်အားပြင်းထန်တဲ့ထိုးစစ်တွေကြောင့်အကြမ်းဖက်စစ်တပ်ရဲ့စခန်း၃ခုအလုံးစုံကြာရှုံးသွားခဲ့ရတဲ့အခြေအနေအကြမ်းဖက်စစ်တပ်ရဲ့တပ်တွင်းမှာအကျဉ်းပြတ်ခြစားမှုတွေအလွန်မင်းဆိုးရွားလာပြီးအောက်ခြေစစ်သားတွေကိုယ်တိုင်အကြီးအကဲတွေကိုပုံကန်လာတဲ့အခြေအနေအတင်းအကျပ်ဖမ်းဆီးခံရတဲ့လူငယ်တွေကအကြမ်းဖက်စစ်တပ်ကိုရဲရဲဝံ့ဝံ့ပြန်လည်ခုခံပြီးလွတ်မြောက်လာတဲ့အခြေအနေများနဲ့အတူအမေရိကန်သမ္မတဒေါ်နယ်ထရန့်တက်ရောက်ခဲ့တဲ့ G9 ထိပ်သီးဆွေးနွေးပွဲရဲ့နိုင်ငံတကာရေးစည်းကြောင်းအပြောင်းအလဲတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့မြေပြင်စစ်ရေးသတင်းတွေကိုတင်ဆက်ပေးခြင်းပါတယ်အကြမ်းဖက်စစ်တပ်ဟာနိုင်ငံတော်မှာအကြီးအကျယ်ရှုံးနိမ့်မှုတွေနဲ့ရင်ဆိုင်နေရပြီးအခုခါမှာတော့ AR တိုင်းဒေသကြီးအစွန်အဖျားဒေသတွေအထိသူတို့ရဲ့အုပ်ချုပ်ရေးရန်တရားနဲ့စစ်ရေးကာကွယ်မှုတွေပြိုကျပျက်စီးလာပြီးဖြစ်ပါတယ်။ AR တိုင်းတာပေါင်းမြို့နယ်နဲ့အဆက်ရေးကြီးမြို့နယ်နဲ့ကပ်လျက်ရှိတဲ့ကျောင်းရွာစခန်းအောက်ပိုင်းမှာတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်တပ်ရဲ့စခန်းတွေကိုအာရခတပ်တော် AA ကအပြင်းထန်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရမှာအကြမ်းဖက်စစ်တပ်ဘက်ကအလူလဲခံရပြီးစခန်း၃ခုလုံးကိုအလုံးစုံလက်လွတ်ဆုံးရှုံးလိုက်ရပါတယ်။ဒီတိုက်ပွဲဟာဇွန်လ18ရက်နေ့မနက်ပိုင်း9နာရီကနေ10နာရီဝန်းကျင်အတွင်းမှာပြင်းထန်စွာဖြစ်ပွားခဲ့တာဖြစ်ပြီးအာရခတပ်တော် AA ဘက်ကအကြမ်းဖက်စစ်တပ်ရဲ့စခန်းနေရာ၃ခုစလုံးကိုအချိန်တိုအတွင်းမှာပဲအလုံးစုံထိန်းချုပ်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။ဒီတိုက်ပွဲအတွင်းမှာအကြမ်းဖက်စစ်တပ်ဘက်ကအများအပြားအသက်ဆုံးရှုံးခဲ့ရပြီးလက်နက်ခဲယမ်းမိကြောက်အမြောက်များကိုလည်းအာရခတပ်တော်ကသိမ်းဆည်းရမိခဲ့ပါတယ်။အကြမ်းဖက်စစ်တပ်ဟာသူတို့ရဲ့ဒဏ်ရာရရှိထားတဲ့တပ်ဖွဲ့ဝင်တွေကိုအလောတကြီးဆွဲထုတ်ပြေးလွှားခဲ့ရပြီးညပိုင်းအချိန်တွေမှာတောင်ကားတွေနဲ့အပြုံလိုက်တင်ဆောင်ကဇီကုံဆက်တောင်ကြီးဘက်ကိုပို့ဆောင်ခဲ့ရတယ်လို့မြေပြင်သတင်းရင်းမြစ်တွေကအတည်ပြုပြောဆိုထားပါတယ်။ဒီလိုအခြေအနေတွေဟာအကြမ်းဖက်စစ်တပ်ရဲ့မြေပြင်တိုက်ခိုက်ရေးစွမ်းရည်ဘလောက်ထိကျဆင်းနေပြီလဲဆိုတာကိုမိမောင်းထိုးပြသနေတာပဲဖြစ်ပါတယ်။အကြမ်းဖက်စစ်တပ်ဟာသူတို့ရဲ့အရှုံးကိုဖုံးကွယ်နိုင်ဖို့အတွက်ဇွန်လ16ရက်နေ့ကလေးကစစ်ကြောင်းထိုးလာတဲ့သူတို့ရဲ့တပ်ဖွဲ့တွေကိုအာရခတပ်တော်ကခြုံကိုတိုက်ခိုက်ခဲ့ရမှာလဲအကြမ်းဖက်စစ်တပ်ဘက်က30နီးပါးလောက်ပြင်းထန်စွာဒဏ်ရာရရှိသွားခဲ့ပြီးနောက်ထပ်ဆုတ်ခွာထွက်ပြေးခဲ့ရပါသေးတယ်။ဒီလိုစစ်ရေးအရအရေးနှိမ့်မှုတွေဇက်တိုက်ဖြစ်ပေါ်နေတဲ့အတွက်အကြမ်းဖက်စစ်တပ်ဟာဒေသခံပြည်သူတွေကိုမွန်းလွဲတနာရီနောက်ပိုင်းတောတောင်တွေထဲမှာသွာလာခြင်းမပြုဖို့အရေးပေါ်အမိန့်တွေထုတ်ပြန်လာပြီးလေကြောင်းကနေပြင်းထန်စွာတိုက်ခိုက်လာနိုင်တဲ့အန္တရာယ်ရှိနေတယ်လို့စစ်ရေးလေ့လာသူတွေကသုံးသပ်ထားကြပါတယ်။ဒါအာဏာရှင်စနစ်ရဲ့နောက်ဆုံးအချိန်ကာလနီးကပ်လာတာနဲ့အမျှပြည်သူတွေပေါ်အကြောက်တရားသွင်းပြီးအုပ်ချုပ်ဖို့ကြိုးစားနေတဲ့ရုပ်မာတဲ့လုပ်ရတစ်ခုပဲဖြစ်သလိုသူတို့ရဲ့စစ်ရေးအရာကြာရှုံးခန်းရောက်နေပြီဆိုတာကိုအထင်ရှားပြသနေတာပဲဖြစ်ပါတယ်။ဆက်လက်ပြီးအကြမ်းဖက်စစ်တပ်ရဲ့အတွင်းပိုင်းပြိုကွဲမှုသတင်းတွေကိုတင်ဆက်ပေးပါရစေ။စစ်အာဏာရှင်စနစ်ကြာရှုံးခန်းရောက်နေပြီဆိုတာကိုအထင်ရှားပြသနေတဲ့အချက်ကတော့အကြမ်းဖက်စစ်တပ်ရဲ့တပ်ဖွဲ့ဝင်ကိုယ်တိုင်ကသူတို့ရဲ့အကြီးအကဲတွေကိုယုံကြည်မှုကင်းမဲ့လာပြီးပြည်သူ့ဘက်ကိုကူးပြောင်းလာကြတာပဲဖြစ်ပါတယ်။ချင်းပြည်နယ်တီးတိမ်မြို့နယ်တိုင်းငင်းကျေးရွာမှာတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်တပ်ရဲ့တပ်မ89လက်အောက်ခံတပ်ရင်း101ကတပ်ချက်ကြီး2ဦးနဲ့ဒုတပ်ချက်2ဦးအပါအဝင်အကြမ်းဖက်စစ်တပ်ရဲ့တပ်ဖွဲ့ဝင်4ဦးဟာလက်နက်အပြည့်စုံနဲ့အတူပြည်သူ့ဘက်ကိုအလင်းဝင်ရောက်လာခဲ့ပါတယ်။ဇွန်လ18ရက်နေ့မှာကလေးတီးတိမ်ဟာခါလမ်းကွဲမှာအထိုင်ချထားတဲ့ဒီတပ်ဖွဲ့ဝင်တွေဟာအကြမ်းဖက်အစိုးရရဲ့လုပ်ရက်တွေကိုယွန်းရှာမုန်းတီးလာပြီးဆက်လက်တာဝန်ထမ်းဆောင်လို့စိတ်လုံးဝမရှိတော့တဲ့အတွက်အခုလိုရဲရဲဝံ့ဝံ့ဆုံးဖြတ်ခဲ့ကြတာဖြစ်ပါတယ်။အလင်းဝင်ရောက်လာတဲ့တပ်ချက်ကြီးဟာရန်ကုန်မြို့လှိုင်သာယာဇာတိဖြစ်ပြီးနိုင်ငံအနှံ့တာဝန်ထမ်းဆောင်ခဲ့မှုသူတဦးလည်းဖြစ်ပါတယ်။အလားတူအခြားတပ်ဖွဲ့ဝင်တွေကလည်းရန်ကုန်နဲ့တနင်္သာရီတိုင်းဇာတိတွေဖြစ်ကြပြီးအကြမ်းဖက်စစ်တပ်ရဲ့မတရားတဲ့အမိန့်တွေကိုဆန့်ကျင်ကလက်နက်အပြည့်စုံနဲ့ပြည်သူရင်ဝင်ကိုခိုးလုံလာခဲ့ကြတာဖြစ်ပါတယ်။ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့တွေကလည်းသူတို့ကိုနှွေးထွေးစွာကြိုဆိုခဲ့ပြီးထိုက်တန်တဲ့စုချင်းငွေတွေချီးမြှင့်ပေးခဲ့ပါတယ်။ဒီလိုလက်နက်အပြည့်စုံနဲ့ပြည်သူ့ဘက်ကိုရပ်တည်လာမှုဟာအကြမ်းဖက်စစ်တပ်အတွင်းမှာစိတ်ဓာတ်ရေးရာအရအကြီးအကျယ်ပြိုလဲနေပြီဖြစ်ပြီးအောက်ခြေတပ်ဖွဲ့ဝင်တွေအနေနဲ့အမှန်တရားကိုမြင်တွေ့လာပြီးဆိုတာကိုသက်သေပြနေတာပဲဖြစ်ပါတယ်။စစ်အာဏာရှင်တွေနဲ့အကြောက်တရားနဲ့အုပ်ချုပ်လို့မရတော့တဲ့အခြေအနေကိုရောက်ရှိနေပြီဖြစ်ကြောင်းကိုဒီဖြစ်စဉ်ကသက်သေပြနေပါတယ်။ဒီလိုတပ်တွင်းပြိုကွဲမှုတွေဟာအရှေ့တန်းစစ်မျက်နှာပြင်မှာသာမကနောက်တန်းဌာနချုပ်တွေမှာပါအကြီးအကျယ်ဖြစ်ပွားလျက်ရှိပါတယ်။ရန်ကုန်တိုင်းမင်္ဂလာဒုံမြို့နယ်အခြေစိုက်အမှတ်323ထောက်ပံ့တဲ့ပို့ဆောင်ရေးတပ်ရင်းမှာဆိုရင်အကြမ်းဖက်စစ်တပ်ရဲ့တပ်ရင်းမှုကိုယ်တိုင်ကအောက်ခြေတပ်ဖွဲ့ဝင်တွေရပိုင်ခွင့်ရှိတဲ့ဥပိုင်အမျက်ငွေတွေကိုမထုတ်ပေးဘဲထိန်ချန်ထားယုံတာမကအဲ့ဒီငွေတွေကိုအသုံးပြုပြီးကိုတပ်ဖွဲ့ဝင်တွေအပေါ်ကိုပဲအတိုးနှုန်း30ရာခိုင်နှုန်းအထိတောင်းခံကငွေတိုးချထားပေးတဲ့အလွန်ဆိုးရွားတဲ့အကျင့်ပြတ်ချစားမှုတွေဖြစ်ပေါ်နေပါတယ်။တပ်မိသားစုဝင်တွေဟာစီးပွားရေးကြက်တဲမှုတွေကြုံတွေ့နေရချိန်မှာ
သူတို့ရဲ့လစာတွေကဖြတ်တောက်ထားတဲ့အမျက်ငွေတွေကိုပြန်မရတဲ့အပြင်တရင်မှုကြော်စီမှာ1000ကျပ်ကိုတလ3000ကျပ်အတိုးနဲ့ပြန်လဲချေးယူနေရတဲ့ဘဝကိုရောက်ရှိနေကြအတိုးမပေးနိုင်ရင်အရင်နဲ့ပေါင်းထည့်ပြီးအတိုးတန်တရားလဲနေအောင်အတင်းကျပ်ဖိအားပေးငွေညှစ်နေတာကြောင့်တက်မိသားစုဝင်တွေကိုယ်တိုင်ကဇွန်လ15ရက်နေ့မှာတိုင်ကြားစာတွေပေးပို့လာကြတဲ့အထိအခြေအနေတွေဆိုးရွားနေပါတယ်အကြမ်းဖက်အစိုးရရဲ့အကြီးအကဲတွေဟာသူတို့ရဲ့ကိုကြိုးစီးပွားတစ်ခုတည်းကိုသာကြည့်ပြီးအောက်ခြေတပ်ဖွဲ့ဝင်တွေကိုသွေးဆုပ်ခေါင်းပုံဖြတ်နေတာဟာစစ်အာဏာရှင်စနစ်ရဲ့အကြီးတန်းဆုံးမျက်နှာစာတစ်ခုကိုဖော်ပြနေတာပဲဖြစ်ပါတယ်ပြီးခဲ့တဲ့နှစ်တွေကတည်းကတိုက်ပွဲအတွင်းအသက်ဆုံးရှုံးသွားတဲ့စစ်သားတွေရဲ့ဥပိုင်မြတ်ငွေတွေကိုအရာရှိတွေကလိမ်လည်ထုတ်ယူသုံးစွဲခဲ့တဲ့ဖြစ်စဉ်တွေအများအပြားရှိခဲ့ပြီးအခုလိုနောက်တန်းတပ်ရင်းတွေမှာပါအကျင့်ပြတ်ခြစားမှုတွေပေါ်ပေါ်ထင်ထင်လှုပ်ဆောင်လာတာဟာအကြမ်းဖက်စစ်တပ်အနေနဲ့မကြာမီအချိန်အတွင်းမှာအတွင်းပိုင်းကနေအပြီးတိုင်ပြိုကျပျက်စီးတော့မယ်ဆိုတဲ့ခိုင်မာတဲ့လက္ခဏာတရက်ပဲဖြစ်ပါတယ်။တစ်ဆက်တည်းမှာပဲအကြမ်းဖက်စစ်တပ်ရဲ့မတရားစစ်မှုထမ်းဥပဒေနဲ့ပြည်သူတွေကိုအတင်းကျပ်အသုံးချနေတဲ့သတင်းတွေကိုဆက်လက်နားဆင်ကြရမှာဖြစ်ပါတယ်။စကိုင်းတိုင်းရေဦးမြို့နယ်မှာအကြမ်းဖက်စစ်တပ်ကအတင်းကျပ်ဖမ်းဆီးခေါ်ဆောင်သွားတဲ့လူငယ်9ဦးဟာအကြမ်းဖက်စစ်သားတွေကိုရဲရဲဝံ့ဝံ့ပြန်လည်ခုခံတိုက်ခိုက်ပြီးလွတ်မြောက်လာခဲ့တဲ့ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့ပါတယ်။ဇွန်လ14ရက်နေ့မှာရေဦးမြို့ပေါ်မှာတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်တပ်ဟာအပြစ်မဲ့လူငယ်9ဦးကိုလမ်းသွားလမ်းလာလုပ်နေစဉ်မှာရောနေအိမ်တွေအထိပါအတင်းကျပ်ဝင်ရောက်ဖမ်းဆီးပြီးစစ်တပ်စခန်းကိုခေါ်ဆောင်သွားခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီလူငယ်9ဦးဟာအကြောက်တရားကိုဖယ်ခွာပြီးလုံခြုံရေးတာဝန်ကျနေတဲ့အကြမ်းဖက်စစ်သားတွေကိုအလစ်အငိုက်ပြန်လည်ခုခံကအသက်ဆုံးပြီးထွက်ပြေးလွတ်မြောက်လာခဲ့ကြတာဖြစ်ပါတယ်။လက်ရှိအချိန်မှာတော့အဲ့ဒီလူငယ်9ဦးစလုံးဟာပြည်သူ့ကာကွယ်ရေးအဖွဲ့တွေရဲ့အကူအညီနဲ့ဘေးကင်းလုံခြုံတဲ့နေရာကိုရောက်ရှိနေပြီဖြစ်ပြီးလိုအပ်တဲ့စောင့်ရှောက်မှုတွေအပြည့်အဝရရှိနေပြီဖြစ်ပါတယ်။ဒီဖြစ်စဉ်ဟာအကြမ်းဖက်အစိုးရရဲ့မတရားဖမ်းဆီးမှုတွေကိုပြည်သူလူထုကဘယ်တော့မှလက်ပိုက်ကြည့်နေမှာမဟုတ်ဘူးဆိုတာကိုပြသလိုက်တာဖြစ်ပြီးလူငယ်တွေရဲ့တပ်တည်နဲ့ခွန်အားဟာအာဏာရှင်ဖြုတ်ချရေးအတွက်အရေးပါတဲ့မောင်းနေရာတစ်ခုဖြစ်ကြောင်းသက်သေထူလိုက်တာပဲဖြစ်ပါတယ်။အကြမ်းဖက်စစ်တပ်ဟာသူတို့ရဲ့စစ်ရေးအင်အားပြုံးတိမှုကိုအစားထိုးဖို့ပြည်သူတွေကိုလူသားတိုင်းအဖြစ်အသုံးချဖို့ကြိုးစားနေပေမဲ့ပြည်သူတွေရဲ့ခုခံတွန်းလှန်မှုတွေကြောင့်ဒီရွယ်ချက်ဟာလုံးဝအောင်မြင်နိုင်စရာအကြောင်းမရှိတော့ပါဘူး။အလားတူမန္တလေးမြို့ပေါ်မှာလည်းအကြမ်းဖက်စစ်တပ်ဟာနေ့ရောညပါပြည်သူတွေကိုအတင်းကျပ်ဖမ်းဆီးမှုတွေအကြီးအကျယ်လှုပ်ဆောင်နေပါတယ်။အထူးသဖြင့်အောင်မြေတာဆန်မြို့နယ်အတွင်းကရက်ကွက်အများပြားမှာအကြမ်းဖက်စစ်တပ်နဲ့သူတို့ရဲ့လက်ပါစီအုပ်ချုပ်ရေးမှုတွေပေါင်းပြီးလူငယ်တွေကိုအတင်းကျပ်ဖမ်းဆီးခေါ်ဆောင်နေကြပါတယ်။ဇွန်လ16ရက်နေ့ကဆိုရင်အသက်30အရွယ်ရပ်ဘက်မိသက်တပ်ဖွဲ့ဝင်ဟောင်းတူကိုနေအိမ်ထိဝင်ရောက်ပြီးအတင်းကျပ်ဖမ်းဆီးသွားခဲ့ပါတယ်။ပိုပြီးဆိုးရွားတာကတော့ဒီလိုဖမ်းဆီးမှုတွေကနေကင်းလွတ်ခြင်းရင်ငွေကြေးအမြောက်များပေးရမယ်ဆိုပြီးပြည်သူတွေစီကနေအတင်းကျပ်ငွေညစ်တောင်းရမှုတွေကိုပြောင်ပြောင်တင်းတင်းကျူးလွန်နေကြတာပဲဖြစ်ပါတယ်။အကြမ်းဖက်အစိုးရဟာသူတို့ရဲ့စစ်ရေးရှုံးနိမ့်မှုတွေကိုအစားထိုးဖို့အတွက်ပြည်သူတွေကိုလူသားတိုင်းအဖြစ်အသုံးပြုဖို့ကြိုးစားနေတာဖြစ်ပြီးဒီလုပ်ရက်တွေဟာပြည်သူတရက်လုံးရဲ့နာကြီးမုန်းတီးမှုကိုပုံမကြီးထွားလာစေပါတယ်။တစ်ဖက်မှာလည်းမကွေးတိုင်းစိတ်ဖြူမြို့နယ်အတွင်းမှာအကြမ်းဖက်စစ်တပ်ရဲ့လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့ကစစ်ကြောင်းတစ်ကြောင်းကိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကအသင့်ဆောင်ကြိုတိုက်ခိုက်နိုင်ခဲ့ပါတယ်။ဒီတိုက်ခိုက်မှုဟာတပ်တွင်းကနေအမှန်တရားဘက်ကိုရက်တီလို့တဲ့တပ်ဖွဲ့ဝင်တအုပ်ရဲ့တိကျတဲ့သတင်းပေးပို့မှုကြောင့်အောင်မြင်ခဲ့တာဖြစ်ပြီးဒီတိုက်ပွဲအတွင်းမှာအကြမ်းဖက်စစ်တပ်ဘက်ကဗိုလ်ကြီးအဆင့်ရှိသူတအုပ်အပါအဝင်လူ10ဦးခန့်အသက်ဆုံးရှုံးသွားခဲ့ပါတယ်။တော်လိုင်းတပ်ဖွဲ့တွေဘက်ကလက်နက်ခဲယမ်းအများအပြားကိုတင်စီရမိခဲ့ပြီးအမှန်တရားဘက်ကရက်တီပေးခဲ့တဲ့တပ်တွင်းသတင်းပေးသူကိုလည်းထိုက်တန်ဂုံပြုစုချီးမြှင့်သွားမယ်လို့ထုတ်ပြန်ထားပါတယ်။ဒါအကြမ်းဖက်စစ်တပ်ရဲ့လှုပ်ရှားမှုတိုင်းဟာပြည်သူမျက်စိအောက်မှာရှိနေပြီးသူတို့ရဲ့ကြာရှုံးမှုဟာအချိန်ကာလတစ်ခုသာလိုတော့တယ်ဆိုတာကိုထင်ရှားစေပါတယ်။ဆက်လက်ပြီးအကြမ်းဖက်စစ်တပ်ရဲ့လူမဆန်တဲ့ရာဇဝတ်မှုကျူးလွန်နေတဲ့သတင်းတွေကိုတင်ဆက်ပေးပါရစေ။စစ်ရေးအရာအဘက်ဘက်ကရှုံးနေတဲ့အကြမ်းဖက်စစ်တပ်ဟာအပြစ်မဲ့ပြည်သူတွေနေထိုင်ရာကျေးရွာတွေကိုပြစ်မှတ်ထားပြီးလေကြောင်းကနေပြင်းထန်စွာတိုက်ခိုက်မှုတွေဇက်တိုက်လှုပ်ဆောင်နေပါတယ်။စကိုင်းတိုင်းရင်းမာပင်မြို့နယ်နဲ့ပလဲမြို့နယ်တွေမှာအကြမ်းဖက်စစ်တပ်ဟာကျေးရွာတွေအပေါ်ကိုလေကြောင်းကနေပြင်းထန်တဲ့လက်နက်ကြီးတွေအုံပြုတိုက်ခိုက်ခဲ့တဲ့အပြင်မြေပြင်စစ်ကြောင်းတွေကလည်းပြည်သူတွေကိုအတင်းကျပ်ဖမ်းဆီးပြီးသူတို့သွားရလမ်းတစ်လျှောက်မှာမိုင်းရှင်းလင်းဖို့လူသားတိုင်းအဖြစ်အသုံးပြုနေကြပါတယ်။မကွေးတိုင်းမြိုင်မြို့နယ်တောင်ပိုင်းကကျေးရွာတရွာကိုလည်းအကြမ်းဖက်စစ်တပ်ကဝင်ရောက်စီးနင်းပြီးဘုံတော်ကြီးကျောင်းနေအိမ်20ကျော်နဲ့ပြည်သူတွေရဲ့တန်ဖိုးရှိပစ္စည်းတွေကိုအကြောင်းမဲ့မိရှို့ဖျက်ဆီးသွားခဲ့ပါတယ်။ချင်းပြည်နယ်တောင်ပိုင်းတိုက်ပွဲတွေမှာလည်းအကြမ်းဖက်စစ်တပ်ဟာအထိနာလွန်းတဲ့အတွက်ကြောက်ထုလေရင်ကွင်းကနေတဆင့်တဲယူပို့ဆောင်ရေးလေရင်တွေနဲ့ဒဏ်ရာရစစ်သားတွေကိုနေ့စဉ်နဲ့အမျှတဲ